ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့ကနာမည်ဆိုးနဲ့ကြော်ကြတဲ့ KK ဘက်မှာလေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်နယ်စပ်ကမိခိုးတွေကြားကနေနာမည်တစ်ခုထပ်မံထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့လာအိုနိုင်ငံဘိုကီယိုပြည်နယ်ကရွှေသရီကန်အထူးစီးပွားရေးဇုံရဲ့ Acreage ကြောက်ဝီဆိုတဲ့နာမည်ပါပဲ။ KK ဘက်ကနေထွက်ပြေးလွတ်မြောက်လာတဲ့တရုတ်ကြားဖြန့်ခေါင်းဆောင်တွေရဲ့နောက်ဆုံးခီးဆိုင်ရာကထိုင်းနိုင်ငံချင်းရိုင်နဲ့မျက်နှာချင်းဆိုင်ကကြောက်ဝီရဲ့ Kings Romance ကာစီနိုဖြစ်နေတယ်ဆိုတဲ့သတင်းတွေကြောင့်မဲခေါင်မြစ်ဒေသကတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုပေါ်မိကုန်းတွေအသစ်တဖန်ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ကြောက်ဝီဆိုတာဘာတူလဲ။နောက်နိုင်ငံတွေရဲ့အမြင်မှာတော့သူဟာလူကုန်ကူးမှုငွေစေဝါနဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုတွေရဲ့နောက်ွယ်ကရာဇဝတ်ပြင်တူပါ။အမေရိကန်ဗြိတိန်နဲ့ကနေဒါတို့ကသူ့ကိုပိတ်ဆို့အရေးမှုတွေပြုလုပ်ထားပါတယ်။ဒါပေမဲ့ကြောက်ဝီကတော့ဒီဆွဆွဲချက်အားလုံးကိုအမြဲတမ်းညှင်းဆိုခဲ့ပါတယ်။2022ခုနှစ်တုန်းကထိုင်းနိုင်ငံမှာကြောက်ဝီဟာ KK ဘက်မှာယင်းနှိမ့်မြုပ်နှံမှုတွေရှိတယ်လို့ဆွဆွဲခံခဲ့ရပြီးမဲ့သူကသတင်းစာရှင်းလင်းပွဲကြီးနဲ့ကိုပြင်းပြင်းထန်ထန်ညှင်းဆိုခဲ့ပါတယ်။2024ခုနှစ်မှာဘေဂျင်းအစိုးရကနေဆက်ဖြတ်ကျော်ကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နင်းတဲ့အခါကြောက်ဝီရဲ့ရွှေသရီကန်အထူးစီးပွားရေးဇုံထဲမှာတော့လာအိုအစိုးရနဲ့ပူးပေါင်းပြီးကြောက်ဝီမော်ဒယ်ဆိုတဲ့နီလန်နဲ့ရှင်းလင်းခဲ့ပါတယ်။ဒီမော်ဒယ်ဟာမြန်မာနိုင်ငံကလောက်ကင်မော်ဒယ်နဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ။ကြောက်ဝီဟာလာအိုအစိုးရရဲ့တရားဝင်အကာအကွယ်ကိုရရှိထားလို့ဘေကျင်းကလည်းသူ့ကိုဒေသတွင်းတည်ငြိမ်ရေးကိုထိန်းပေးနိုင်သူဖြစ်သဘောထားကမျက်စိမိတ်ခွင့်လွှတ်ထားပုံရပါတယ်။မဲခေါင်ဒေသဆိုင်ရာလိလာသူတွေကတော့တရုတ်ရဲ့ဒီမီးခိုးရောင်စီးပွားရေးဟာနောက်နိုင်ငံတွေရဲ့ဩဇာကိုဟန်ချက်ညီစေဖို့နဲ့တရားမဝင်ကွန်ရက်တွေကိုသူတို့ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေစေဖို့အသုံးပြုတဲ့တရားမဝင်ပထဝီနိုင်ငံရေးလက်နက်တစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒီလိုဩဇာအာဏာတွေရဖို့ကြောက်ဝီဘယ်ကနေစတင်ခဲ့လဲ။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်ကသူဟာမြန်မာနိုင်ငံရှမ်းပြည်နယ်ကမိုင်းလာဒေသမှာထူးဒေသလေးမိုင်းလာအဖွဲ့ခေါင်းဆောင်ဦးဆိုင်လင်းရဲ့အကာအကွယ်နဲ့ကာစီနိုတစ်ခုဖွင့်ခဲ့ပါတယ်။နောက်ပိုင်းမှာတရုတ်အာဏာပိုင်တွေကနေဆက်ကိုတင်းကျပ်လိုက်တဲ့အခါမှာတော့သူ့လုပ်ငန်းတွေပိတ်ခဲ့ရပြီး2009ခုနှစ်မှာလာအိုနိုင်ငံဘိုကီယိုပြည်နယ်ထဲမှာ50တန်းရှိတဲ့ရွှေသရီကန်အထူးစီးပွားရေးဇုံတည်ထောင်ခွင့်ကိုရရှိခဲ့ပါတယ်။ဒီနောက်ွယ်မှာတော့သူ့ရဲ့နိုင်ငံရေးအဆက်အသွယ်တွေရှိနေပါတယ်။တရုတ်နယ်ပွားလာအိုဒုဝန်ကြီးဟောင်းဆုံစဝက်လိန်စဝက်ဟာကြောက်ဝီရဲ့အဓိကအားထားရာဖြစ်ခဲ့ပြီးဒီအထူးစီးပွားရေးဇုံကိုအတည်ပြုပေးဖို့ကိုယ်တိုင်တွန်းအားပေးခဲ့သူဖြစ်ပါတယ်။ဒီနေ့မှာတော့ကြောက်ဝီရဲ့ Acreage နိုင်ငံတော်ဟာပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုဆိုတာထက်ပုံပုံနက်ရှိုင်းတဲ့အဓိပ္ပာယ်ကိုဆောင်နေပါပြီ။လေးလာသူအများပြားကသူ့ရဲ့အင်ပါယာကိုဘေကျင်းအပြူအမြောက်ကင်းစကန် Strategic Outpost of Beijing တစ်ခုဖြစ်ရှုမြင်ကြပါတယ်။အမေရိကန်ရဲ့ဒေသတွင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ဖို့နဲ့ရှေ့တောင်အာရှကုန်းမကြီးပေါ်မှာတရုတ်ရဲ့ခြေကုပ်ကိုခိုင်မာစေဖို့တည်ဆောက်ထားတဲ့နေရာတစ်ခုပေါ့။ဆုံးသက်မှာတော့မိကွန်းတစ်ခုကျန်ခဲ့ပါတယ်။ကြောက်ဝီဟာနောက်နိုင်ငံတွေကမြင်လို့ရာဇဝတ်ပြင်တူလားဒါမှမဟုတ်မဲခေါင်ဒေသကလူတွေမြင်လို့ဘေကျင်းရဲ့လက်တွေ့ကျတဲ့ကစားသမားတူလားလူသူမဲ့နေမြေတစ်ခုကိုတရုတ်ရဲ့ဩဇာလွှမ်းမိုးရေးလက်နက်တစ်ခုဖြစ်ပြောင်းလဲပစ်ခဲ့တဲ့ဒူလူရဲ့နောက်ွယ်ကအမှန်တရားကဘာဖြစ်လာမလဲဆိုတာကတော့မဲခေါင်မြေလိုပဲနည်းနည်းနေစေပဲဖြစ်ပါတယ်။